ပြောပွဲဖြစ်ပါတယ်ပြောပွဲမြို့ကငလင်ကျောင်းပြူသွားတဲ့အိမ်လေးဖြစ်ပါတယ်ပြောပွဲမြို့ဖြစ်ပါတယ်ရှေ့မှာရောထိပါတယ်ဒီမှာရောပြူပါတယ်အိမ်တစ်လုံးပြူပါတယ်ပြောပွဲမှာ